Hello, hello မင်္ဂလာပါဒီနေ့တော့ဒီချက်ကဘာပြောချင်လဲဆိုရှင်ပေါ့နော်ဒီချက်အခုလောလောလတ်ပေါ့နော်အကြောင်းမျိုးကြောင့်ဒီပညာရေးကိုရန်နာထားတဲ့ကလေးတွေလည်းရှိတယ်ပြီးတော့မှနိုင်ငံခြားသွားမဲ့ကာလနဲ့ဒီကိုယ့်ရဲ့ဒီတင်ချ level ပေါ့နော်တင်ချ level လေးတစ်ခုကနည်းနည်းလိုနေတဲ့ကလေးတွေလည်းရှိတယ်ပြီးတော့မှတချို့ကလေးတွေဆိုလို့ရှိရင်ဒါ GED တို့ IGCSE တို့ဒါတက်မယ်ပေါ့နော် IGCSE တို့တက်မယ်ဆိုရင်လည်းသူတို့ရဲ့ဒီမြန်မာကျောင်းတက်ထားတဲ့ဒီ level လေးတွေကဒီ IGCSE တို့ဒီ GED တို့တက်ဖို့အတွက်ကိုတင်ချ level လေးကနည်းနည်းလေးလိုနေတာဒီလိုမျိုးကလေးတွေတို့လည်းရည်ရွယ်တယ်ပြီးတော့စမ်းမမှာပေါ့နော်အခုစမ်းမဆိုလို့ရှိရင်စမ်းမမှာဒီ math ကိုအခြေခံရကျင်တဲ့ကလေးတွေပေါ့နော်အဲ့လိုကလေးတွေ join လို့ရတဲ့အတန်းလေး2တန်းဒီချက်ကလောက်ထားတယ်ပေါ့နော်အဲ့ဒါလေးကတော့ pre math နဲ့ pro math ဆိုပြီးတော့အတန်းလေး2တန်းလောက်ထားတယ်အဲ့တော့ pre math ကဘာရေးတင်ပါလဲဆိုလို့ရှိရင် pre math ကကြတော့မြန်မာကျောင်းဒီ3တန်း4တန်း5တန်းပြီးထားတဲ့ကလေးတွေ join လို့ရတယ်ပေါ့နော်သူကတော့ဒီကြာမြင့်ချိန်လေးကတက်လာခွဲလောက်ပဲကြာမယ်ကျတော့ဘာလို့ syllabus တွေကျတော့6ခုလောက်ပဲသူ့ကိုတော့နည်းနည်းလေးအစာဦးဆုံးလေးနည်းနည်းတင်ချာ3တန်း4တန်းဆိုတော့ဘာမှတိတ်ပြီးမြန်မာကျောင်းမှာမရှိသေးတဲ့အတွက်ကြောင့်မလို့ပေါ့သူ့ကိုတော့အဲ့လိုမျိုးဒီ syllabus 6ခု9ခုဒီလောက်ကိုပဲအခြေခံလေးကနေဆွဲခေါ်ပြီးတော့တင်သွားမှာအဲ့တော့ဒီအားကြတော့သူ basic ကနေဆွဲခေါ်ပြီးတင်မယ်ဆိုပေမဲ့ဒီကနေတင်မဲ့ဒီ program ဆေးရကြတော့အင်္ဂလိပ်လိုတွေပေါ့ TNH ဆိုတာတို့ပုံစံမျိုး Costco math တို့လိုမျိုး Rainbow math တို့လိုဒီလိုမျိုးဒီအင်္ဂလိပ်လိုလေးတွေပေါ့နော်ဒီလိုအင်္ဂလိပ်လို program ဆေးကိုတင်မှာဆိုပေမဲ့လိုလေးလည်းဒီချက်ကတင်ပေးမှာဖြစ်တဲ့ကြောင့်မလို့ဒါနိုင်ငံခြားကိုတော့တက်မဲ့ကလေးတွေဆိုလို့ရှိရင်လည်းဒီအခြေခံလေးရသွားတယ်ဆိုလို့ရှိရင်ဟိုမှာဆက်တင်တဲ့ဒီတင်ချလေးတွေအဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးနဲ့ဒီချက်ဒါတင်ပေးမှာပေါ့နော်ဒီအင်္ဂလိပ်စာလေးလည်းသူက improve ဖြစ်သွားမယ်ပေါ့ဒီလိုမျိုးအင်္ဂလိပ်လိုလေးတွေနဲ့တင်ရတဲ့ခါကြတော့ဒါပေမဲ့အင်္ဂလိပ်လိုတင်နေဆိုမှနားမလည်မှာဆိုလို့မြန်မာလိုလေးလည်းချက်ရှင်းပြပြီးတော့မှတင်ပေးမှာပေါ့နော်အဲ့တော့အခြားနိုင်ငံမှာတွားပြီးတော့တင်မယ်ဆိုရင်လည်းအခက်မတွေ့တော့ဘူးအဲ့ဒါ pre-math ကကြတော့ဒီချက်က3တန်း4တန်း5တန်းဖြည့်ထားတဲ့ကလေးတွေဆိုတက်လို့ရတယ်သူကတော့တစ်လာခွဲကြာမယ်ကျတော့ fees ကကြတော့9000ယူတယ်ပေါ့နော် pro-math ကကြတော့သူကဒီ pre-math မှာတင်ထားတဲ့ဟာတွေကိုနည်းနည်း level လေးမြင့်ပြီးတော့မှတင်မှာသူကကြဘယ်လိုကလေးတက်လို့ရမလဲဆိုလို့ရှိရင်မြန်မာကျောင်းမှာဆို6တန်း9တန်းပေါ့9တန်း6တန်း9တန်းပေါ့နော်ဒီလိုမျိုးတက်ထားတဲ့ကလေးတွေဆိုလို့ရှိရင်တော့ပို့ပြီးတော့တက်လို့အဆင်ပြေတယ်ပေါ့နော်ပို့ပြီးတော့တက်လို့အဆင်ပြေတယ်ဒီကကြတော့ဒီ syllabus အနေနဲ့ကတော့10ဘူးလောက်တော့ရှိတယ်သူကတော့ပို့ပြီးတော့များတယ်ပေါ့နော်10ဘူးလောက်တော့ရှိတယ်ပြီးတော့သူကနည်းနည်းပို့ပြီးတော့မှကြီးလို့ပါလို့ဆိုရင် pre G တွေတက်ဆရာမလို့ foundation တက်ဆရာမလို့ pre IGC တက်ဆရာမလို့သူကတင်ပေးတာအဲ့လိုပုံစံမျိုးဖြစ်တဲ့ကြောင့်မလို့သူကနည်းနည်းပို့ပြီးတော့တင်ရတာလေးကတော့ပို့ပြီးတော့များတယ်အဲ့ကလေးရတယ်ဒီမှာ solution တော့2လခွဲလောက်တော့တင်ရမယ်ပေါ့နော်အဲ့ဒီအရေးရဆိုလို့ရှိရင်တကယ်လို့ GED တို့ IGCSE တို့တက်မယ်ဆိုရင်အခက်အခဲမရှိအောင်လုပ်ပေးတဲ့အတန်းလေးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလုပ်ပေးတဲ့အတန်းလေးလည်းဖြစ်တယ်ဒီအတန်းလေးပြီးတော့နိုင်ငံခြားတွေသွားမယ်ဆိုလို့ရှိရင်လည်းတကယ်လို့ Finland တို့ဘာလို့ဆိုလို့ရှိရင်တော့ GED IGCSE မလို့ဆိုတဲ့အကြောင်းမျိုးဒီဟာကနေပြီးတာနဲ့တန်းပြီးတော့လည်းတွားလို့လည်းရတယ်အဆင်ပြေတယ်ပေါ့ဒီမှာတော့တင်ထားတဲ့ဟာတွေကဒီinternational high school တွေမှာဒီတင်တဲ့ပုံစံမျိုးပဲလိုမျိုးတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်သူကတော့ကြာမြင့်ချိန်က2လခွဲကြာမယ်2လခွဲကြာပြီးတော့မှသူကဒီဟာလေးကတခုကပြီးမှာပေါ့နော်အကုန်ဒီတင်ညွှန်းတန်းလေးရရမှာဖြစ်ပါတယ်အဲ့တော့ဒီဟာလေးတွေကိုတက်လိုက်လို့ရှိရင်ပေါ့ pre-math ပဲဖြစ် pro-math ပဲတက်လိုက်လို့ရှိရင်တင်ချ level လေးတခုပဲရသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်အတန်းလေးက2ခုရှိမှာပေါ့နော် pre-math နဲ့ pro-math နဲ့ဆိုရ2ခုရှိမယ်pre-math ကကြတော့ဒီ3တန်း4တန်း5တန်းကလေးတွေပြီးသွားလို့ရှင်တက်လို့ရတယ်3တန်းမဲ့တက်ပြီးသားတဲ့ကလေး4တန်းမဲ့တက်ပြီးသားဖြစ်5တန်းတက်ပြီးသားတဲ့ဖြစ်မြန်မာကျောင်း3တန်း4တန်း5တန်းတက်ပြီးတဲ့ကလေးတွေကဒီ pre-math ကိုတက်လို့ရတယ်တစ်လခွဲကြာမယ် fees က9000 PC ပါ pro-math ကကြတော့ကျတော့ဒီ6တန်း9တန်းပေါ့နော်အနည်းဆုံးကတော့5တန်း6တန်းပြီးတဲ့ကလေးတွေပဲတက်လို့ပို့ပြီးတော့အဆင်ပြေမယ်သူကတော့6တန်းအောင်ပြီးသားအဲ့လောက်မှပဲတက်လို့ပို့ပြီးတော့အဆင်ပြေမယ်သူကကြတော့2လခွဲကြာမယ်2လခွဲလောက်ကြာမယ်ပေါ့နော်အဲ့ချက်လည်းနည်းနည်းလေးပိုကြာသွားနိုင်တယ်ဟိုက1လခွဲ2လခွဲဆိုတာကြီးချက်မှန်းကြည့်ပြောတာအဲ့ချက်လေးလည်းနည်းနည်းကလေးတွေပေါ်မှာမူတည်ပြီးတော့ပို့ပြီးတော့ကြာသွားနိုင်တယ်အဲ့တော့ပို့ဖို့ပဲရှိရပေါ့နော်အဲ့လိုမျိုးလေးပိုကြာသွားနိုင်တယ်အဲ့ pre-math ကတော့1လခွဲကြာမယ် fees ကတော့ pro-math ကကြတော့ကျွန်တော်ကစုစုပေါင်း2လခွဲလောက်ကြာမယ် fees ကတော့9000ပဲယူကြတယ်ဒီကျတော့ဒါကအပီးစီးတွေပါเนาะအပီးစီးတွေအဲ့လိုမျိုးချက်ပြောတဲ့တင်တန်းလေးတွေအခုဖွင့်မဲ့ဟာလေးတွေကဒါတက်လိုက်လို့ရှိရင် pre GED တက်မယ်ဆိုရင်လည်း pre တက်ဆရာမလို့ foundation တက်ဆရာမလို့ကိုကအစင်တင်တက်လိုက်ရုံပဲပေါ့နော်ကျဒီမှာထုတ်ထားပြီးတော့မှတင်မယ်ဆိုတဲ့ syllabus တွေကလည်းဒီ GED macro hero လိုမျိုးဒါ past paper တွေလိုမျိုးဟာတွေကိုရှင်းတာအကုန်လုံးထုတ်ပြီးအကုန်လုံးထုတ်ပြီးတော့မှတက်တော်မဲ့ဟာတွေကိုဒါအပိုင်းနှစ်ပိုင်းခွဲပြီးတော့မှဒါလုပ်ပြီးတဲ့အကျန်းလေးတွေဖြစ်တယ်အဲအကြောင်းမလို့ join စေချင်ပါတယ်ဆမ်းမမှာလည်းအားနေတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးလေးတွေ join လိုက်လို့ရှိရင်
သားမိမိလေးတွေအလကားဖြစ်နေမဲ့အစားတင်ချာလေးတွေလည်းရသွားတယ်လို့မျိုးကိုကဒီ advance လေးအကျိုးလေးတစ်ခုလည်းရသွားတယ်ပေါ့နော်ဒီဟာလေးကနေပြီးတော့မှအကျိုးလေးတစ်ခုလည်းရသွားအစီအစဉ်မှာလည်းကျေးဇူးတင်ပါတယ်